မနက်ကလေးဘာမှမစားသေးဘူးလား မကုန်မရလို့မမှန်းကိုမစားဘူးတမိုးဒေတာကိုပြန်သွားတာဒေတာဒါလေးကျွေးတာကိုကျေးဇူးတင်တယ် ကိုပြီးတော့မန်လေးတစ်မျိုးလုံးပတ်ရှာပြီးရဲ့နောက်ပိုင်းမှာအခုတယောက်တွေ့တယ်ပေါ့နော်ဟိုဘက်ကိုကြည့်ကြည့်လိုက်ဟုတ်လေအခုစိတ်ထဲမှာပေါ့နော်စားခြင်းတဲ့အရာတစ်ခုဆိုဘာဖြစ်မလဲကျွန်တော်ဝယ်ကျွေးမယ် ခောက်ဆွဲကြော် ခေါက်ဆွဲကြော်ဘာသားနဲ့စားမလဲ ဝတ်တာ ဝတ်သားနဲ့စားမှာ ဟုတ်ကဲ့ ပွဲကြီးစားမလားပွဲသေးစားမလား ဝတ်ကြီးစားပါ ပွဲကြီးစားမလားအဲ့ဆိုရင်ကျွန်တော်အခုပတ်ပြီးတော့ဝယ်ခဲ့မယ်ဦးလေးဘယ်မှာစောင့်နေမလို့ တလိဆက်ဦးရင်နာအကြောင်းကြီး ဟုတ်တိရစ္ဆာန်ဝင်ရဘယ်ဘက်တော့အရှိပေါက်မှာစောင့်မှာလား ဝင်ပါ အဝင်ပေါက်မှာစောင့်နေမှာနော်အဲ့ဆိုကျွန်တော်အဘက်မှာလာခဲ့လိုက်မယ်ခဏနေကြကိုသွားဝယ်လာအောင်မယ် မိုက်ကောက်တာမိုင်မိုးမရလေးရတယ်အတော်ပဲဘွားဆောက်နေမယ် ပြန်နေအောင်နော် မပြန်နေ ဟုတ်ကဲ့ကိုပြီးတော့ခေါင်းဆွဲကြော်သွားချအောင်ရပေါ့နော်ဒီဘက်မှာတော့ရှိလာတော့မသိဘူးဒါပေမဲ့ရှာကြည့်မယ်အခုကိုပြီးတော့ဆိုင်ရောက်ပြီးမှားထားတယ်ခဏနေဆိုရမယ်ပေါ့နော်ပြီးရင်ဦးလေးကိုပြန်သွားရှာမယ်ပြီးတော့ဦးလေးအတွက် surprise တစ်ခုလည်းရှိသေးတယ်ပြီးတော့သူလမ်းလျှောက်တာအရင်မောနေမှာဖြစ်တဲ့အကြောင်းမလို့ကိုပြီးက variety အေးလေးနှစ်ဘူးဝယ်ထားပြီးရပေါ့နော်အခုထိတော့ခေါင်းဆွဲကြော်ကမရသေးဘူးရပြီဆိုတာနဲ့သူ့ကြောင်လည်းနည်းနည်းကိုပြီးတော့ဆက်စုကြည့်မယ်ခေါင်းဆွဲကြော်ရပြီဒီဘက်မှာလည်းတောက်စရာ variety ရှိပြီဆိုတော့ကိုပြီးတော့သွားရှာတော့မယ်အခု let's go 5 minutes later ကျွန်တော်ကခုနကအရှိပေါက်ဆိုတော့ဟိုဘက်ဒီသွားရှာနေတာ ကိုဘာနာလေးကောက် ဘာနာကြီးကောက်နေတာ ကထုစားမလို့ မနက်ကလေးဘာမှမစားသေးဘူးလား မကုန်မရလို့မမှန်းကိုမစားဘူးအခုကျွေးတာကိုကျေးဇူးတင်တယ်ကျမ်းမှာပြန်လာပြီးအတက်တရားတော်ဒီစီပါဒီကြောင်းနေတာကဆောင်းမွေးပဲအောင်ပါလေ ခေါက်သေးကြောဝတ်သားနဲ့ဟိုလေမော်ရဲကတောက်ဖို့အတွက် ready အေးလေးနှစ်ဘူးအိမ်ကဘယ်နဲ့မှာတော့ ညောင်ခွဲကရရပြီးတော့89လမ်းကျော်ဆောင်ရောက်တယ်ဟိုကတနားရီလောက်တော့ကြာတယ် မိုက်ကောက်တာဘယ်လောက်ရှိတော့ ကောက်တာအနည်း20ကျော်40နီးပါး40ကျော်သွားပြီ အခုလက်ထဲမှာဘယ်လောက်ရှိတော့ စားစရာ50မှန်ကုန်ကြီး တကယ်လို့ကိုကပတ်စံရမယ်ဆိုဘာလုပ်မလို့ လက်ဆံရမယ်ဆိုလို့ရင်တော့အလူတန်းလေးပါလေးပေါ့ ကျွန်တော်ကအများကြီးတော့မလူနိုင်ဘူးကျွန်တော်ရဲ့မုံမိုးလေးနဲ့9000လေးထည့်ပေးမယ်နော်အလူရတယ်ကျွန်တော်ကပါပြရမှာ ကျမ်းမှာချမ်းသာလို့အတက်တရားကျော်ဈေးပါစီကျောင်းနေတာကဆောင်းမွေးပဲအောင်ပါလေ ဒီကနေ့ကကြတော့ဘာစားခြင်းလဲပေါ့နော်ကွက်တီပဲလိုတဲ့လူတွေအဓိကပိုလူချင်တာ လုံးကိုမနိုင်မှုမရတဲ့လူကိုအဲ့လိုကုတို့လို့တာကုတို့များကြတယ်ချူမတောင်းလည်းပြည့်တယ် ဟုတ် ငါတို့လိုအားစုတွေအကုန်လုံးပြည့်တယ်ငါတို့ကကုတို့လို့တာလိုအားစုလေးပြအောင်လို့ဦးလေးကမိုးညင်းတာမို့ဆိုရင်ပတိစိတ်တာဆိုတော့ ဟုတ် တမိုးဒေတာကိုပြန်သွားတာဒေတာဒါလေးကြီး ဒါတူတာဟုတ်ကဲ့ပါခင်ဗျာ လိုအားစုတွေအားလုံးပြည့်ပါလေ အဲ့ဒါတနေ့ကပုံမှန်1000ပဲရပါပေါ့ 2000 3000လောက်ရတယ်ကိုးစားတာနဲ့ဗာနဲ့စီပြီးတာ အပေါ်ပေါ်ဆိုဖြည်းဖြည်းလေးပြန်တော့နော် တော်ပဲ တော်ပဲ ဆွဲကြော်လား ဟုတ်တယ်ခေါင်းကြီးပွဲကြီးပဲ ဟာဟွာစားလိုက်မယ် ဟုတ်အိမ်ရောက်မှစားမလား အင်းကျမလည်းစားတော့ ကျွန်တော်နောက်လဲတွေ့ရင်လူအောင်မယ် ဟုတ်ကဲ့ နောက်ကြထမင်းဖိတ်ကြွေရောအိမ်မှာ ဟုတ်ကဲ့ရပါတယ် ဟုတ်ကြီးလေးနော်ဟုတ်ကဲ့ပါခင်ဗျာ